အားလုံးပဲမင်္ဂလာပါခင်ဗျ Apple Wallet ထဲမှာရှိတဲ့ Sui ကတ်ကိုကျွန်တော် PP Credit ကတ်ကိုအသုံးပြုပြီးတော့ဝယ်နည်းလေးကိုကျွန်တော်ဒီ video လေးမှာလူချင်းမလို့မျှဝေပေးသွားမှာဖြစ်ပါတယ် Apple Wallet ထဲမှာရှိတဲ့ Sui ကတ်ကိုဝယ်မယ်ဆိုရင်ကျွန်တော် PP Credit ကတ်ကို Apple Wallet ထဲကိုကျွန်တော်အရင်ထည့်ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော် PP application ထဲဝယ်ရမှာဖြစ်ပါတယ်ညာဘက်ဆွဲရမှာဖြစ်ပါတယ်ကတ်ဆိုတာလေးနည်းရမှာဖြစ်ပါတယ်ဒီအပေါ်နားလေးမှာရှိတဲ့ Visa ကတ်ဆိုတာလေးနည်းရမှာဖြစ်ပါတယ်ကျွန်တော်အောင်နာလေးဆွဲချလိုက်မယ်ဆိုရင်ဒီမှာ Apple Pay ကိုအသုံးပြုလို့ရသလိုကျွန်တော် Android phone အသုံးပြုလို့ရကြတော့ကျွန်တော် Google Pay အသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ Apple Pay အသုံးပြုမှာဖြစ်တဲ့အတွက်ကျွန်တော် Apple Pay ထဲဝေလိုက်မယ်ခင်ဗျ Add to Apple Wallet နဲ့မှာဖြစ်ပါတယ် Continue နဲ့မှာဖြစ်ပါတယ် Agree နဲ့မှာဖြစ်ပါတယ် Done နဲ့မှာဖြစ်ပါတယ် Not Now နဲ့မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ရဲ့ PP Credit က Apple Wallet ထဲကိုရောက်သွားပြီဖြစ်ပါတယ်ကျွန်တော် Sui ကတ်ဝယ်မယ်ဆိုရင်အပေါ်နားလေးမှာရှိတဲ့အပေါက်လက်ကနာလေးနဲ့ရမှာဖြစ်ပါတယ်ကျွန်တော် Transit ကတ်ရှိတယ်ခင်ဗျကျွန်တော်ဒါလေးနဲ့ရမှာဖြစ်ပါတယ်ဝယ်ချင်တဲ့ယထာကတ်ရွေးရမှာဖြစ်ပါတယ်ကျွန်တော် Sui ကတ်ဝယ်မယ်ဆိုရင် Sui ကတ်ရွေးရမှာဖြစ်ပါတယ် Add New ကတ်နဲ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဖြည့်ချတဲ့ငွေအမောက်ရွေးရမှာဖြစ်ပါတယ် Add ကိုနဲ့ရမှာဖြစ်ပါတယ် Agree နဲ့ရမှာဖြစ်ပါတယ် Debit Click to Pay နဲ့ရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော် Apple Wallet ထဲမှာ Sui ကတ်ရောက်လာပြီဖြစ်ပါတယ်နောက်တစ်ခါငွေပြေးချေလို့ရှိရင်ကျွန်တော်တို့ Visa ကတ်မလိုဘဲနဲ့လဲကျွန်တော်တို့ Convenience Store မှာသွားပြီးတော့ငွေပြေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ